မင်္ဂလာပါရှင်ဆရာတော်ဦးစိုးတိကရေးသားထားတဲ့လွတ်လပ်သောစိတ်စာအုပ်မှကောက်နှုတ်ချက်အပိုင်း3ကိုဖတ်ပြပေးခြင်းပါတယ်ရှင်ဆရာတော်ကမိန့်ပါတယ်ဘသူစီကမှဘာမှမမျှော်လင့်တဲ့စိတ်ကိုတဖြည်းဖြည်းမွေးမြူကြည့်ပါကိုနဲ့အနီးဆုံးမိသားစုဝင်တယောက်ယောက်စီကနေစပြီးလေ့ကျင့်ပါမမျှော်လင့်တဲ့အခါဘလို့ဆက်ဆံရေးမျိုးဖြစ်လာတယ်မမျှော်လင့်မှုဆိုပြီးတကယ်စောင့်ကြည့်ရင်မျှော်လင့်တဲ့စိတ်ကိုပို့ပြီးမြင်ရပါလိမ့်မယ်မျှော်လင့်နေရတာဟာမလွတ်လပ်ပါဘူးတကယ်လွတ်လပ်ခြင်းတဲ့သူဟာမမျှော်လင့်မဲနေတတ်ရပါမယ်ကမ္ဘာပေါ်မှာတိုးတက်ဆုံးလူမျိုးဟာအယူသီးမှုအနည်းဆုံးလူမျိုးဖြစ်ပြီးအယူသီးမှုအများဆုံးလူမျိုးဟာတိုးတက်မှုနောက်ကျဆုံးလူမျိုးဖြစ်ပါတယ်တဘာဝမကြတာကိုယုံကြည်မှုဟာအယူသီးမှုပဲဖြစ်ပါတယ်။လွတ်လပ်တဲ့သူဟာတဘာဝရဲ့အကြောင်းကျိုးကိုလေးစားပါတယ်။တဘာဝတရားကိုလမ်းပြဖြစ်ထားတဲ့သူရဲ့အကြောင်းကျိုးဆင်ခြင်မှုကိုတခြားလူတွေကလွယ်နဲ့နောက်ဆုတ်သွားအောင်လုပ်လို့မရပါဘူး။သူ့ကိုခြောက်ပြောလို့လည်းမရမြောက်ပြောလို့လည်းမရပါဘူး။ဘာသာရေးမှာဖြစ်ဖြစ်လူမှုရေးမှာဖြစ်ဖြစ်ကျန်းမာရေးမှာဖြစ်ဖြစ်တဘာဝကိုအခြေခံပြီးစဉ်းစားတာဟာအပြေမှန်ရဖို့တည်ကြပါတယ်။တဘာဝမကြတာဆိုရင်ဘသူပြောဘဲစာအုပ်မှာပါလက်မခံပါနဲ့။ကိုယ့်အသိထဲမှာကလေးငယ်တွေကိုတဘာဝမကြတာတွေမပြောပြသင့်ပါဘူး။ပြောပြရင်လည်းဒါတွေဟာတဘာဝမကြဘူးမဖြစ်နိုင်ဘူး။ဘာထောက်ထားမှမရှိဘူး။ဒါကြောင့်မယုံသင့်ဘူးလို့ပြောပြသင့်ပါတယ်။ငယ်ရွယ်တဲ့ချိန်မှာယုံမိတဲ့အရာကိုတသက်လုံးဆွဲသွားနိုင်ပြီးကြီးမှပြင်လို့မရနိုင်တော့ပါဘူး။ကလေးတွေရဲ့ဘဝမှာသူတို့ငယ်ငယ်လေးတွေကမားနေတဲ့အယူဆတွေကိုခေါင်းနဲ့ထည့်ပြီးလိုက်တာခံလိုက်ရတာပါပဲ။12နှစ်လောက်အရွယ်ရောက်ရင်သူတို့ခေါင်းထဲမှာအမားတွေပြည့်နေပါပြီ။အဲဒီနောက်မှာအမှန်ကိုပြောပြရင်အမှန်ကနေရာမရနိုင်တော့ပါဘူး။ပေါင်းမင်တွေထူတက်တဲ့နေရာမှာပန်းမျိုးစိကိုကျဲရင်ပေါက်လာတဲ့ပန်းမင်တွေဟာပေါင်းမင်တွေအောက်မှာညှို့ချောက်သွားတော့မှာပါအပွင့်ကောင်းကောင်းပွင့်မှာမဟုတ်ပါဘူးလောင်းရည်ကိုမဖယ်ပဲပေါင်းမင်တွေမဖယ်ပဲအပင်စိုက်တဲ့သူဟာတော်တော်ညံနေတယ်လို့ဆိုရပါမယ်လွတ်လပ်မှုဆိုတဲ့စကားလုံးဟာအတိတ်ပဲတွေတော်တော်များပါတယ်ပညာရှိတော်တော်များများဟာကိုယ့်အမြင်နဲ့ကိုယ်အတိတ်ပဲဖွင့်ဆိုကြပါတယ်လွတ်လပ်မှုရဲ့အဓိပ္ပာယ်မျိုးမျိုးတဘာဝအမျိုးမျိုးကိုစိတ်ဝင်စားပါတယ်။လွတ်လပ်မှုဆိုတာကိုယ့်ဘဝကိုကိုနီးကိုဟန်နဲ့အကောင်းဆုံးဖြစ်အောင်နေဖို့ကိုယူရမယ့်တာဝန်ကိုခေါ်တာပါ။ကိုနီးကိုဟန်လည်းဖြစ်ရမယ်။အကောင်းဆုံးလည်းဖြစ်ရမယ်။အဲ့ဒါနေတဲ့တာဝန်မဟုတ်ပါဘူး။ဘလို့ဘဝမျိုးကိုနေခြင်းတလဲဆိုတာကိုသိရသူတော်တော်နေပါတယ်။ငယ်ငယ်ကလေးကအပြစ်မရှိတဲ့ကိစ္စတွေမှာလွတ်လပ်လုပ်တဲ့အခွင့်အရေးကိုရခဲ့တဲ့သူဟာကြီးလာတဲ့အခါကိုဘလို့ဘဝမျိုးကိုနေခြင်းနဲ့ဆိုတာကိုသိနိုင်ပါတယ်။ငငယ်ကလေးကကိုယ်စိတ်ကူးနဲ့ကိုကောင်းတာတွေကိုလုပ်ခွင့်မရခဲ့ရင်ကိုဘလို့ဘဝမျိုးကိုနေခြင်းနဲ့ဆိုတာကိုမသိနိုင်တော့ပါဘူး။ဒီနေ့တစ်နေ့တာလုံးငါဘာလုပ်မယ်ဆိုတာကိုတိတိကျကျစဉ်းစားတဲ့လေ့ကျင့်မရှိတဲ့သူဟာကိုယ့်ဘဝကိုကိုဘလို့နေခြင်းနဲ့ဆိုတာကိုဘလို့မှအဖြေရှာလို့ရမှာမဟုတ်ပါဘူး။ကြုံရကိစ္စတွေကိုလုပ်ရင်းနဲ့ပဲတနေ့ကုန်သွားမယ်။အဲ့ဒီတနေ့တွေပေါင်းလိုက်တော့တဘဝဖြစ်သွားပါတယ်။ကိုယ့်ဘဝကိုကိုပုံဖော်ရဲဆိုတာဉာဏ်ကိုအစွမ်းကုန်သုံးရတဲ့အလုပ်ပါ။စိတ်ထားမြင့်မြတ်မှုရှိမှလည်းလုပ်လို့ရတဲ့အလုပ်ပါ။လွယ်နဲ့မရပါဘူး။စိတ်ထင်ရလုပ်ယုံနဲ့ကိုယ့်ဘဝကိုကိုစိတ်တိုင်းကြနေတယ်လို့မပြောနိုင်ပါဘူးအမားတွေကိုလုံမိပြီးဒုက္ခရောက်ဘဝပြက်ပြီးနောင်တတွေနဲ့နေရသူတွေမနှဲပါဘူးသူများပုံသွင်းပေးတယ်လို့ကိုယ့်ဘဝကိုနေတဲ့သူမှာလွတ်လပ်မှုမရှိပါဘူးကိုယ့်ဘဝမှာကောင်းတာတွေဖြစ်လာဖို့ဟာတတိနဲ့နေတဲ့အလေးချင်းရှိမှဖြစ်မယ်အဲ့ဒါဖြတ်လန်းမရှိဘူးနေ့စဉ်လုပ်နေရမယ်တနေ့ထက်တနေ့စိတ်ထားပိုပြီးရင့်ကျက်လာအောင်လုပ်နေရမယ်စိတ်တည်ရင့်ကျက်မှုမရှိဘဲ
အရှိကူမျှော်မှန်းနိုင်တဲ့ဉာဏ်မရှိပဲလွတ်လပ်မှုမရှိနိုင်ဘူးလွတ်လပ်မှုမရှိပဲကိုယ့်ဘဝကိုစိတ်တိုင်းကြပုံဖော်လို့မရဘူးစိတ်တဲ့ရင့်ကျက်မှုဆိုတာမြင့်မြတ်မှုနဲ့တွဲနေပါတယ်မြင့်မြတ်မှုဆိုတာတတိနဲ့အမြဲတမ်းနေတဲ့သူမှရနိုင်တယ်ဒါကြောင့်မြတ်စွာဘုရားကအပ္ပမတိနာတမ္မာတိထမမေ့မလျော့တဲ့တတိနဲ့ပြည့်စုံပါစေလို့တတိပေးတာပါအပ္ပမတိနာတမ္မာတိထဆိုတာကိုဖြစ်အောင်လုပ်နိုင်တဲ့သူဟာလွတ်လပ်တဲ့ဘဝလှပတဲ့ဘဝကိုဖန်တီးနိုင်မယ်ဒါကြောင့်လွတ်လပ်မှုကိုရဖို့အပ္ပမတိနာတမ္မာတိထဟာမလုံမဖြစ်အရင်ဆုံးလုပ်ရမယ့်အလုပ်ဖြစ်တယ်စာတိလောက်နဲ့မရဘူးနော်ဒီစကားတွေကိုဘုန်းကြီးကအတွေးသက်သက်နဲ့ပြောနေတာမဟုတ်ပါဘူးဘုန်းကြီးကိုယ်တိုင်လွတ်လပ်မှုကိုလိုချင်လို့ငယ်ငယ်ကလေးကကိုညံမိသလောက်လုပ်ခဲ့တယ်အခုလဲလုပ်နေတယ်ကိုယ်တိုင်လုပ်နေလို့ဘယ်ချက်ဟာအရေးကြီးတယ်ဆိုတာကိုသိပါတယ်တတိနဲ့နေတဲ့သူဟာအရေးကြီးတဲ့ကိစ္စတွေမှာပတ်ဝန်းကျင်နဲ့ပြိပခါမဖြစ်ဘူးအနိုင်လည်းမယူဘူးအရှုံးလည်းမပေးဘူးကိုယ်စိတ်တဲ့အဆင့်တန်းနှိမ့်ကျသွားမယ့်ကိစ္စကိုမလုပ်ဘူးသူများကိုအနိုင်ရတာကိုလွတ်လပ်တာလို့မယူဆဘူးအနိုင်ရှုံးမရှိတာကိုလွတ်လပ်တာလို့ယူဆတယ်သူဟာကိုယ့်ရဲ့စိတ်တဲ့အင်အားတွေအသိဉာဏ်တွေအရေးချင်းတွေကိုအကောင်းဆုံးနေရာမှာသုံးတယ်လွတ်လပ်မှုကိုတကယ်နားလည်တဲ့သူဟာလက်ယုံရည်ကိုမသုံးဘူးနှလုံးရည်ကိုသုံးတယ်လွတ်လပ်မှုဟာအတ္တဆွေးနဲ့လုံးသမျှလွတ်လပ်မှုမရှိဘူးဉာဏ်မပါဘူးဉာဏ်မပါပဲလွတ်လပ်မှုမရှိပဲကိုယ့်ဘဝကိုကိုနီးကိုဟန်နဲ့ပုံမခေါ်နိုင်ဘူးလွတ်လပ်တယ်ဆိုတာကိုထိမ့်သိမ့်နိုင်စွမ်းကိုယ်တိုင်အုပ်ချုပ်နိုင်ခြင်းကိုပြောတာကိုအုပ်ချုပ်တယ်ဆိုတာကိုစီကန့်ရှိအောင်ထိမ့်သိမ့်နိုင်တာကိုပြောတာကိုအုပ်ချုပ်မလားသူများအုပ်ချုပ်တာကိုခံမလားအချိန်ပိုတဲ့အခါလွတ်လပ်ကြိုက်တာလုပ်မယ်ဆိုရင်ဘာလုပ်မယ်ဆိုတာကိုစဉ်းစားပါကိုဘာကိုရွေးချယ်တယ်ဆိုတာမူတည်ပြီးကိုဘလောက်လွတ်လပ်တဲ့သူဖြစ်လာမလဲဆိုတာအဖြေပေါ်ပါလိမ့်မယ်ရထားတဲ့လွတ်လပ်မှုကိုတန်ဖိုးရှိအောင်သုံးဆွဲတတ်မှသာပုံမှုမြင့်မြတ်တဲ့လွတ်လပ်ခွင့်ကိုရရှိခံစားနိုင်မှာဖြစ်ပါတယ်အားလုံးကိုစိတ်နှလုံးအေးချမ်းကြပါစေရှင်ဆရာတော်ရဲ့တရားဆုံးမကိုနားဆင်ရတဲ့အတွက်ဉာဏ်လေးထပ်တူပွင့်လန်းကြပါစေရှင်ကျေးဇူးတင်ပါတယ်ရှင်